ဒါသမီးရှိသူလေဟုတ်အန်ဒီမင်းကဘာလောက်တာတော့ဟောကျွန်တော်တို့ကတော့တောင်သူလောက်တာပါဗျဒီဟာဘာတော့အိမ်လေးအန်ဒီဒါအိမ်ဆိုတော့ငါသိတာပေါ့ဘယ်နဲ့ထက်လဲလို့မင်းကိုမေးနေတာမင်းသမီးရှိသူဘာဒီမေးနေရလဲဟုတ်ကျွန်တော်အဲ့ဟာတော့မကြည့်ခဲ့ဘူးဗျတော့ပြန်ကြည့်လိုက်ဦးဟုတ်ကြည့်ခဲ့ပြီလားဟုတ်အန်ဒီသုံးတက်ပါအေးငါသမီးကိုတိုက်နဲ့ကားနဲ့အဆင့်မြင့်ထားနိုင်တာမင်းရောထားနိုင်လားဟုတ်ကျွန်တော်ကြိုးစားမှာပါဗျမင်းထားနိုင်တဲ့တင်းတင်းကြိုင်ပြန်လာခဲ့အခုမင်းသွားလို့ရပြီဟုတ်ကဲ့ပါကိုနှစ်နှစ်ပဲစောင့်ကိုဒီနှစ်နှစ်အတော်တွင်းမှာလုံးဝဆက်သွယ်မလုပ်ဘူးနှစ်နှစ်နေရင်ကိုမင်းစီကိုပြန်လာခဲ့မယ်ဟာငါပတ်စံတုပ်ကြီးတော့ပိုင်းလာခဲ့ပြီတစ်ထေးဖြစ်ပြီနင်းတိတ်ရက်ဆက်တယ်ကလေးရဒီနှစ်နှစ်အတွင်းမှာနင်လုံးဝကိုတစ္ဆာဖောက်သွားတာနော်နင်ရက်ဆက်တယ်ဟာကျမကိုခွန်းလို့ပါကိုသားအေးရယ်